3i Atlas Interstellar Deep Space တဲ့ကဧည့်သည်2025ခုနှစ်ဇူလိုင်လ3ရက်နေ့မှာချီလီနိုင်ငံရှိ Atlas စောင့်ကြည့်ရေးစနစ်ကနေ 3i Atlas ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ 3i ဆိုတဲ့အဓိပ္ပာယ်ကပုံကူးမြောက် Interstellar Object နေဖွဲ့စည်းရဲ့ပြင်ပအရာလို့ခေါ်ပါတယ်။ 3i Atlas ရဲ့ chemical ဖွဲ့စည်းမှုတွေမှာရေခဲ carbon dioxide စသဖြင့်ပုံမှန် comet တစ်ခုရဲ့ရောနှောမှုများကိုသိရှိခဲ့ရပေမဲ့ပုံမှန်မဟုတ်တဲ့အရာတွေလည်းပိုင်ဆိုင်ထားပါတယ်။ပုံမှန် comet တစ်ခုဟာအမီလို့ခေါ်တဲ့အနောက်ကအလင်းတန်းတစ်ခုသာရှိပေမဲ့ 3i Atlas စီမှာကအရှိမပါအလင်းတွေဖြာထွက်နေပါတယ်။ internet ပေါ်မှာတော့ user ချက်များသာပေါ်ပေါက်နေပြီးကိုပိုင် telescope နဲ့လေးလာစောင့်ကြည့်သူတွေတောင်ရှိပါတယ်။ယခုလောလောဆယ်မှာတော့ Mars ကိုကြော်ဖြတ်လာပြီးကျွန်တော်တို့ရဲ့ network ဖြစ်တဲ့နေလုံးကြီးရဲ့တောင်မှာရှိနေပါတယ်။ကမ္ဘာနဲ့အနီးဆုံးအဖြစ်ဒီဇင်ဘာ19ရက်နေ့မှာဖြစ်နိုင်ပေမဲ့အနီးဆုံးဆိုတဲ့ပမာဏဟာမိုင်ပေါင်း169တန်းအောင်ကွာဝေးမှဖြစ်တဲ့အတွက်ဒါဟာအရန်ကိုမှဝေးကွာတဲ့အနေထားလို့ပြောရမှာပါ။သူ့ရဲ့ chemical ဖွဲ့စည်းမှုအရအလင်းတန်ရမယ့်အကြောင်းမတူတာရဲ့ရှေ့ကထွက်နေတဲ့အလင်းတိုင်းရှိတာရဲ့သူ့ရဲ့လမ်းကြောင်းတစ်လျှောက်မှာအရှိန်အကြောင်းနဲ့မရှိပဲသွားတာကသူ့ကိုထူးခြားတဲ့ comet တစ်ခုဖြစ်စေပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဂျိုသားတွေဖြစ်နိုင်မှုဆိုတာအလွန်ရာခိုင်နှုန်းနဲ့ပြီးထူးခြားတဲ့ interstellar ဧည့်သည်တယောက်ဆိုရင်တော့ပိုပြီးမှန်ကန်ပါလိမ့်မယ်။